ဒါမစကားပြောနေတာမမေမိုးတို့အမေများဖွဲ့ချုပ်ပေးတာပစိုးလေးနော်ဖုန်းတွေမကင်နဲ့ချပလိုက်နော်ဖုန်းတာလုပ်တဲ့ကောင်ငါကင်နေပြီငါကင်နေပြီဖုန်းတာလုပ်တဲ့ကောင်ငါကင်နေပြီဟုတ်လေရောဖုန်းတာတော့မဟုတ်လားဟာလေတီယိုမသားလေးကင်နေပြီလိလေရမမို့တခါကျကြောင်တတ်တယ်ကြောင်တတ်တယ်ဩဒါကဖြစ်ဖြစ်ဟုတ်ကဲဒီမှာအလုံးလုံးနေတယ်ဘယ်နဲ့ဖုန်းဒီပေါ်လာပြောနေရတာတော့ဘယ်လိုလာပြောနေတော့ကိုဟုတ်ဘူးကိုကျွန်တော်စီလာတာမဟုတ်ဘူးကိုဆိုင်မှုပြောချင်လို့တဲ့ပြောရအောင်ရှင်လားဒီမှာအလုံးလုံးနေတယ်လေတန်းတယ်ဘာမသိလို့မေးတာဒီလိုတေခွင်းနဲ့ဆွထားတဲ့ဘုံကလာသေးလားကိုပြောနေတာအကောင်းမှရှိတယ်သူတော့ဟုတ်ကိုဆိုင်မှုလည်းတကားပြောချင်လို့တဲ့ကိုဒီမှာပေးတယ်ပေးတယ်ပြည်တယ်နဲ့ကတယ်ဘလို့ပြီးတော့ဘလို့လေအခုဘလို့လေးပဲကြားတယ်မသူဘာပြောမှန်းမသိအော်မင်းကပြောချင်လို့ခဏလေးပဲပြောချင်လို့ပါတယ်ခဏလေးပါအချိန်မရအောင်လို့ဒီမှာထော်လာကြီးတဲ့ဆက်လုံးနေပြီနောက်မှာပြန်တော့မယ်တပြင်းနဲ့မှာပင်နဲ့တချွားချွားနဲ့အမပြန်တော့မယ်ကျိုးကကျိုးလဲမတက်ထားပဲနဲ့လာတယ်လားပြောတယ် wifi နဲ့ပြောတယ်wifi နဲ့ပြောလူတော့ခဏလေးပါပဲခဏလေးမပြောရသေးဘူးမနော်တဲ့ခဏလေးပါအားလုံးကျွန်တော်ရမ်းချင်ပါကျွန်တော်အလုပ်လုပ်အချိန်မှာဘယ်တော့မှဖုံးမပြောကျွန်တော်ဟောက်ပြီးတော့လွတ်လိုက်ဘယ်အလုပ်ဖုံးပြည့်ဘယ်လောက်သိန်းဘယ်နှထောင်နဲ့ပဲငါကျွန်တော်လုံးဝဒီအလုပ်ချိန်မှာဘလို့ဖုံးပြောလို့ရမှာလဲစီကတတ်မှာတယ်ငါတို့မင်းသားလေးစမ်းရဖို့ကလည်းတနာဖို့ကောင်းတယ်နော်ပတ်စံနေအများကြီးရတော့ဒီလိုကျိုးဖုံးနဲ့ဖုံးပြောတော့ဒိုမင်းသားလောက်ပေးစတာမဟုတ်ဘူးကျွန်တော် iPhone ရှိတယ် iPhone ကတိတ် line မမေ့ဘူးအဲ့ဆိုတော့ဒီကျိုးဖုံးခုံမိတာကျွန်တော်နှလုံးသားတာဟောအေးအဲ့လိုအားလုံးတောင်းပါပါတယ်ကျွန်တော်ချက်ချင်းဖြတ်ပြီးတော့ကျွန်တော်လွတ်လိုက်ပါမယ်နော်ခဏလေးအဲ့လိုမျိုးကလွတ်ချိန်မှာအဲ့လိုမျိုးဒိုမင်းသားစိတ်တွေနော်ကိုပြောဟယ်လိုအော်တဲလာတဲမဟုတ်ဘီလက်နေတဲ့မသားလေးချက်စလုံးနဲ့ခေါ်မယ်တဲချက်စလုံးနဲ့ခေါ်အရန်မအော်နဲ့တဲကနှလုံးသားမျိုးမျိုးလက်နေမယ်ဟုတ်တယ်သူတဲကလူမဟုတ်ယုံမလေးစောနာပြောတော့ဖုံးချမှာသူကိုပဲပြောတော့ကောပြီးဖုံးချမှာသူပြောတော့ကောပုံစားပြောနေတာတောင်းပန်ပါတယ်ကိုခဏလေးဟောတယ်ပြောတဲကိုရမကောင်းနေပြီတဲကိုအိတ်ခဲနာခရီးကတော့မအိတ်သေးရနဲ့တဲပြင်လာပါပြီဒီစိတ်ကြီးမအိတ်သေးဆိုအဲ့ဒါလူမဟုတ်ဇီးဘွက်ဖြစ်ပါတယ်ကလန်နေတာတဲဘယ်နာမှာအနောက်ရှက်တွေရှိတယ်မိစားတယ်လူရှင်တော်မိစားကြည့်ရလားကောင်မလေးကအိတ်မပြောသေးဘူးဆိုတော့မနေ့၄နှစ်လောက်တော့ပြည့်ရောင်းလာတယ်ကြည့်ရလားအဲ့လိုနဲ့ဘွားကြီးနဲ့ကြိုက်တယ်လားမသိဘူးတကယ်မိစားတယ်ပဲဒါကြောင့်မလို့အခြေအနေမှာဒီလူရှင်တော်ကြီးကံမကောင်းကြဘူးတဲစိတ်မဆိုးဘူးဘာလို့မိတ်သေးတာလဲတဲတိတ်ချွေးတာပဲကွာငါစိတ်ရှိလက်ရှိတဲ့နေချင်းပြန်ပြလိုက်ရှင်တာပဲအခုချိန်နေပါလားတဲကိုကဒီမှာလွတ်လွတ်နေတာလေဘလို့တချင်းစုပြလို့ရမှာလဲဟမ်ကိုတချင်းစုဒီမှာတဲအိမ်မှာလားအဒီလူနဲ့ဖုံးပြောနေတာကြာတယ်အဖွားဘာလို့တအားကြီးရလဲဖွားတွေလည်းငယ်တော့ဒီချိန်ကြီးဖြတ်ကျော်ခဲ့တာပဲအဖွားတွေအဲ့တော့ဘုံမပေါ်သေးဘူးကြီးလေဘာမှသဘောလေးကြားနေတာကြည့်ပါလားငယ်လေးရှိတယ်တော့တော့မဆုံးဘူးကျိုးကုန်လားသိမစားကြပါနဲ့အဲ့ဒီပဲစိတ်ကစားတဲ့ရွယ်မို့လို့ပါစိတ်ကစားမလားဟုတ်အဲ့ဆိုတဲ့ကိုတချင်းစုပြီးတော့အိပ်ရမယ်နော်တဲတော့ဒီချမ်းမြပွင့်လေးညိုတော့ရင်ကိုစိုးရင်နော်အဲ့နော် H box ရကွင်းညိုမှာစိုးလို့ H box ချွေးလီတဲလီခဏလေးပါဟိုဘာမှဖြစ်တာမဟုတ်ဘူးမင်းသားနည်းနည်းလေးမောသွားလို့ဆောင်းပြီးသွားတယ်မဟုတ်ဘူးတချင်းပြီးသွားမှာဆိုလို့ကြောက်နေတာမဟုတ်ဘူးစိတ်ရတာဘာလို့ချိုးနေလဲဒီလေးလေငါဒီလေးလေချွဲတာလည်းမတူဘူးကောင်မလေးကိုမြန်မာကားထဲမှာဖေရသေကန်ကြီးပြောနေမလို့ပဲဖေဒီကတက်တာပြမကျေလာမြေဖို့မင်းသားဦးလေးတော့ခံမခံစားရတာဦးလေးလေသူကကိုယ်3နှစ်လောက်ကွာအဲ့ဒါကခေါင်းမှာသူမရှိတာအသေးလေးကူတဲတကယ်နေချင်းမြန်လာပြေးလိုက်စီဟောဟုတ်တယ်ဖုန်းနဲ့မှာမိတ်ဆလာသူရဲ့တန်စင်မစရာဒီကောင်ကမင်းမရပါဝဲပြီးရပါစကားလိုက်ခွင့်ပါ
လို့စနေသူမိမဖေးဆုံးတဲ့ချစ်တဲ့လူပြောတာပုံလေးလေးချစ်တဲ့လူပြောတာအမရီယာကိုလေးစမီတော့မေကွာတဲလေးကိုကိုတဲလေးကိုကိုတဲ ဖုန်းလည်းမပြီးတော့နော်ပတ်ပြီးပြောနေရလားဒုက္ခသားလေး ဘာလဲလုံနေတမန်နဲ့အောင်လွတ်လွတ်လပ်ဖုံးပြောချင်တာ အော် ဘာလဲလုံနေအခုတော့ မလဲလို့မရဘူးလေမလဲဒီအကြီးတန်းလေးပါလာမှာ sorry တဲ့အဲ့တော့နော်ကိုလေးချင်း sorry ဆိုတော့တချို့လူတွေထော်လာကြီးနိုးပြီဆိုတော့မအဲ့ဒီဆွဲပြောလို့လား ဟိုကလည်းပြောတယ်လေကိုကိုရဲ့တဲ့လေအိတ်ချင်တာဘောလေဘယ်လိုကောင်မအိတ်လို့ရမှာ နော်ဗျာပြောပေါ်ဦးလေးတို့ကခံစားရတဲ့အသေးနှလုံးမှမရှိ ကိုကြီးကတော့ဘယ်လိုကောင်ဝိုင်းနေကြိုက်လဲရတယ်ကိစ္စမရှိကိုကြီးတော့ ဘူးဒါဆိုတဲ့ကိုဖုံးချလိုက် ဒီ တယ် လေး နော် ဒီလေးဖုံးပြောပြီးမြန်ကြငကိုတွေကမှအောက်ကကပါလို့အော်နေတာ အဲ့မှာတော့ မအော်ပါဘူးဘယ်သူမှမအော်ကိုကြီးတို့ပဲပါဒါဆိုရင်တဲ့ကိုဖုံးချလိုက်တော့မယ်နော်ဒါပဲနော်အဲ့တော့နော်ကိုမှချစ်ဆုံးမျိုးကပြလိုက်ဦးမနော်ဖုံးချလိုက်တော့မယ်နော်အာမ ဟာ ဟာ ပြောပါပြီ ကွဲပြီလားမသိဘူးရောက် ဟုတ် နေ တယ်အဲ့လိုချလား ဟုတ်ပါကွဲပြီလားမသိဘူး ဟိုဘဲတော့လားအဲ့လိုချလိုက်ဟိုဘဲတော့ ဟုတ်ပါငကိုတွေကမှဖုန်းကတုတ်နေပါဆိုပြအောင်လုပ်နေတာ ဟိုကနှလုံးပါ ကဲကျလာမယ် ဟ